နော်ယာနဲ့ထောင်တဲ့ရှိသူတွေအတန်နဲ့ကြီးနဲ့အော်တက်လာပြီးတော့လုံးတနတ်တွေပါလာတယ်လုံးတနတ်တွေနဲ့ပြစ်တယ်ပြီးတော့ဓာတ်ရည်နဲ့ဝင်ခုတ်တယ်ဒုတ်တွေနဲ့ဝင်ရိုက်တယ်လှန်တွေနဲ့ဝင်ထိုးတယ်အဲ့ဒီမှာကင်းသမားတွေလည်းထပြီးတော့ပြစ်ချခတ်ကြပေါ့နော်ဘလို့မှမထင်မှတ်ထားတဲ့အခြေအနေကြီးကိုချက်ချင်းဖြစ်သွားတာပေါ့ဒါကလည်းဒီစခန်းတစ်ခုလည်းမဟုတ်နော်ကြီးကန်းပြင်ဆိုတဲ့ဒီနေချားဆောင်တက်ရင်ကြီးအပါဝင်အခြားသောကင်းစခန်းတွေနော်အခြားသောကင်းစခန်းတွေကတော့ဟလာလူ340လူနဲ့အစိတ်30ဒီလိုပဲရှိတဲ့ကင်းစခန်းတွေအပါဝင်အလုံးပေါင်း10ခုလောက်တပြိုင်တည်းဝင်စီးတယ်ဒါကြီးကလည်းကြိုတင်ချန်ခင်အကြီးကြီးပဲဗျနော်အဲ့လိုဝင်စီးခဲ့တယ်အဲ့လိုစီးတဲ့အခါမှာခုနလူကြီးယာနဲ့ထောင်နဲ့ရှိတဲ့လူကြီးအတန်နဲ့ကြီးနဲ့အော်ဟာခုတ်တစ်ပြက်ထပ်ပြီးတော့ဝင်လာတဲ့အခါမှာဒီဘက်ကလည်းခုခံပြီးတော့ပြစ်တာပဲဒါပေမဲ့လူအင်အားတိတ်များတဲ့အခါမှာမနိုင်ဘူးနော်မနိုင်တဲ့အခါမှာကိုလူတွေထိတယ်ခိုက်တယ်သေတယ်နော်ဒီကင်းသမားတွေအေးတဲ့အချိန်မှာဒီဘက်ကစခန်းထဲရသူတွေကလည်းနိုးလာပြီးတော့ဒီဖြစ်ဖြစ်ကြီးကိုနော်ပြန်ပြီးတော့ရအောင်ပေါ့ကိုစခန်းမကြရေးကိုလက်နဲ့မပါရေးဆိုတာတွေနဲ့သူအတင်းဝင်ပြီးတော့ပြန်ပြီးတိုက်ခိုက်ကြပြီမဲ့အင်အားချင်းမမျှဘူးကိုဘက်ကတာလွန်အင်အားပေါ့နော်တအားများတဲ့အင်အားကြီးနဲ့ဒီစခန်းထဲမှာရှိတဲ့တဲတိုင်းထဲမှာရှိတဲ့သူကလူနည်းစုဖြစ်သွားပြီးတော့လာပြီးစီးတဲ့သူကလူများစုဖြစ်ပြီးတော့စခန်းကြီးကိုဝိုင်းပတ်တိုက်ပြီးတော့စီးခဲ့ကြတယ်ကိုရှိတယ်မဲကိုရဲဘောဟုတ်လားဒါနဲ့ခုတ်ခါလိုက်ရတယ်ပြတ်ထွက်သွားတယ်အစုံမို့ဗျာအဲ့လိုဖြစ်ဖြစ်ကြီးလိုမျက်ဝါးတက်နေမြင်ရတဲ့ခါမှာသူတို့တွေသွေးလန့်သွားတဲ့အဆင့်ကိုပေါ့နော်အဲ့လိုယူဖြစ်သွားတာပေါ့နော်ဒါကြောင့်စခန်းကြီးတွေမှာရှိတဲ့မိသားစုဝင်တွေကိုစခန်းတွေကနေအရင်အပြင်ကိုရအောင်ဆွတ်ထုတ်နော်ထုတ်ပြီးတော့စခန်းရဲ့ဝေးရတော်ထဲမှာသွားထားဒီမှာစခန်းကိုရအောင်နော်ဒီတရင်မပါသွားအောင်ဆိုပြီးကျွန်တော်တို့ဟာလာဝင်ပြီးတော့ပြန်ပြီးတော့တောက်ခံကြပြီမယ်ကြာသွားတဲ့သူတွေရှိခဲ့တယ်လို့လက်နဲ့ချုပ်တယ်ပါသွားတယ်နော်ဒါကြောင့်ဒီဖြစ်စဉ်ကြီးမှာလူအင်အားအလုံးနဲ့အရင်နဲ့လာပြီးစီးတယ်ဆိုတဲ့ဖြစ်စဉ်ကြီးမှာလူနည်းစုဖြစ်တဲ့နောက်ဆုံးတော့ဂျစ်တန်ရဲ့လူတွေကဆုံးရှုံးမှုများစွာနဲ့ကျွန်တော်တို့ခုခံရင်းနဲ့ပဲမပါတဲ့တာတွေပါသွားခဲ့ရတဲ့အခြေအနေမျိုးပေါ့နော်ဖြစ်ခဲ့ရတယ်